Golden Bus စနေနေ့18ရက်ဇူလိုင်လ2026နေ့စဉ်ဖတ်ရှုရန်ကြံရှင်ယောဟန်ခရစ်ဝင်အခန်းကြီး9ခန်းငယ်24ကနေ40ထာဝရဘုရားသည်ကောင်းမြတ်တော်မူ၍ကရုဏာတော်အစဉ်အမြဲတည်သောကြောင့်ဂုဏ်ကျေးဇူးတော်ကိုချီးမွမ်းကြလော့ဆာလံကျမ်းအခန်းကြီး118အခန်းငယ်1ဒီနေ့နှုတ်ကပတ်တော်အားဖြင့်အတူတကွဆင်ခြင်ပြီးခွန်အားယူဖို့ရန်အတွက်အဖြေမရခင်ကတည်းကချီးမွမ်းခြင်းရဲ့တကူအကြောင်းကိုဝေငှခြင်းပါတယ်ရာဇဝင်ကျုပ်ဒုတိယဆောင်အခန်းကြီး20မှာဆိုရင်တော့ယုံကြည်ခြင်းအပြင်ဖျားသခင်ရဲ့ကျေးဇူးတော်ကိုဘယ်လိုမျိုးချီးမွမ်းရမလဲဆိုတာကျွန်တော်တို့ကောင်းကောင်းသင်ယူရပါတယ်။အင်မတန်ကြီးမားလာတဲ့ရန်သူတပ်မတော်ကြီးခြိတက်တိုက်ခိုက်လာတဲ့အခါမှာယောရှဖတ်မင်းကြီးဟာယူဒပြည်သူပြည်သားအားလုံးကိုအစာရှောင်ပြီးဆုတောင်းကြဖို့ရန်အတွက်အတူတကွခေါ်ဖိတ်ခဲ့ပါတယ်။သူဟာဗိမာန်တော်ထဲမှာရက်လျက်နဲ့ဖျားသခင်ထံတော်သို့မျက်ရည်ဆက်လက်နဲ့အကူအညီတောင်းခံခဲ့တာဖြစ်ပါတယ်။ထိုအခါမှာတော့ထာဝရဘုရား၏ဝိညာဉ်တော်ဟာယဟာဇေလအပေါ်သို့တက်ရောက်လာခဲ့ပြီးသူကမကြောက်ကြပါနဲ့ဤစစ်မှုဟာသင်တို့နဲ့မဆိုင်ဘူးဖျားသခင်နဲ့ပဲဆိုင်တယ်ဆိုပြီးတော့ရဲရင်စွာကြေညာခဲ့ပါတယ်ယောရှဖတ်မင်းကြီးဟာထိုဖျားသခင်၏နှုတ်ကပတ်တော်ကိုလုံးဝယုံကြည်ကိုးစားပြီးတော့ဖျားသခင်ရဲ့ဂရုဏာတော်ဟာအစဉ်အမြဲတည်တော်မူတယ်လို့အကြီးအကျယ်ချီးမွမ်းသည်ဆိုတဲ့ worshiper အဖွဲ့ကြီးနဲ့အတူလူစုကိုရှေ့ဆောင်ပြီးစစ်မြေပြင်သို့ထွက်ခွာခဲ့တာဖြစ်ပါတယ်သူတို့တွေအားရပါရချီးမွမ်းသည်ဆိုနေကြတဲ့အချိန်မှာပဲဖျားသခင်ဟာရန်သူတွေကိုအချင်းချင်းဖျက်ဆီးခြင်းကအံ့ဩဖွယ်စီရင်တော်မူခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မလို့ဖျားသခင်နဲ့အတူမဖြစ်နိုင်တဲ့အရာတစုံတစ်ခုမျှမရှိဘူးဆိုတာကိုကောင်းကောင်းကြီးသိမြင်သွားကြပြီးယူဒပြည်သူတွေဟာဝမ်းမြောက်ခြင်းအပြည့်နဲ့ပြန်လာခဲ့ကြတာဖြစ်ပါတယ်။သူတို့ကဲ့သို့ပင်ယနေ့ခေတ်မှာကျွန်တော်တို့ဟာလည်းမိမိတို့ရဲ့ဆုတောင်းချက်တွေအပြည့်မရောက်လာခင်ကတည်းကပင်ဖျားသခင်ထံဆုတောင်းပြီးကျေးဇူးတော်ချီးမွမ်းဖို့ရန်ဖြစ်ပါတယ်။ဖိလိပ္ပိဩဝါဒစာအခန်းကြီး4အခန်းငယ်6နဲ့9ကကျွန်တော်တို့ရဲ့လိုအပ်ချက်တိုင်းကိုကျေးဇူးတော်ချီးမွမ်းခြင်းနဲ့တကွာဖျားသခင်ထံသို့ဆောင်ယူလာပြီးကိုရောရဲ့ညီသက်ချင်းကိုအပြည့်အဝခံယူကြဖို့ရန်အတွက်အမြဲတမ်းတိုက်တွန်းထားတာဖြစ်ပါတယ်။ဒါကြောင့်ဝမ်းမြောက်ခြင်းပဲဖြစ်ဖြစ်ဝမ်းနည်းခြင်းပဲဖြစ်ဖြစ်သို့မဟုတ်ဘဝရဲ့ပြင်းထန်တဲ့ရုန်းကန်ရမှုတွေကိုပဲရင်ဆိုင်နေရသည်ဖြစ်စေကျွန်တော်တို့ဟာကျေးဇူးတော်ကိုအစင်မပြတ်ချီးမွမ်းနိုင်ကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့သက်တာလောနိပထမဆောင်အခန်းကြီး9အခန်းငယ်18မှာဤသို့ပြုခြင်းသည်ယေရှုခရစ်တော်၌သင်တို့အဖို့ဖျားသခင်၏အလိုတော်ဖြစ်သည်လို့တိတိကျကျမိန့်တော်မူထားလို့ပဲဖြစ်ကြောင်းနှုတ်ကပတ်တော်အားဖြင့်တိုက်တွန်းဝေငှလိုက်ရပါတယ်အားလုံးကိုဖျားသခင်ကောင်းချီးပေးပါစေ